ဟုတ်ပြီဖုန်တိုက်တယ်ဆိုရင် ဖုန်တိုက်တယ်ဆိုရင်ပတ်ဖွန် ပတ်ဖုန်ဒါဆိုရင်အခန်းကိုဖုန်တိုက်တယ် ပတ်ဖွန်ဟိုကဟောင်းကအခန်းမဲလား ဟုတ်တယ်အခန်းမဲ့အခန်းအိမ်မဟုတ်အခန်းအိမ်ကပါလေ တန် ဟုတ်တယ်အခန်းကိုဖုန်တိုက်တယ် ပတ်ဖွန်ဟောင်း ခဏခဏအခန်းကိုဖုန်တိုက်တယ် ပတ်ဖွန်ဟောင်းဘွိုင် ဟုတ်တယ် boyနောက်တစ်ခုသွားမယ်နော်တခါတလေမှာအခန်းကိုဖုန်တိုက်ဖို့မေ့တယ် ဖုန်တိုက်ဖို့မိတယ်ဒီအန်တီရုံပတ်ဖွန်ဟောင်း ลืมเนาะအတန်တတိထားပါลืมဟုတ်ပြီနောက်တစ်ခုကကျတော့ဖုန်တိုက်ရမယ်အနည်းဆုံးတစ်ပတ်ကိုတစ်ခါ ต้องปะฟอนยันไว้อาทิตย์ละ1 ครั้ง 1 ครั้งရမယ်เนาะအဲ့တော့အဲ့ဒါကို fluent ပြောနိုင်အောင်စကားလုံးလေးတွေကိုအရင်ဆုံးဖတ်တော့အောင်ပါလေရင်းနှီးတော့အောင်အရင်လောက်ရမယ်เนาะဒါမနေ့တော့စာမနွေးလာတော့တိတ်မရင်းနှီးသေးတော့စာကြောင်းရဲ့ဖွဲ့ရမယ့်ပုံစံသိနေပေမဲ့လည်းမထွက်လာဘူးတန် นั่นเอง ဟုတ်တယ်เนาะအဲ့ဒါလေးတစ်ချက်သတိထားပါကြဒါဆိုလို့ရှိရင်เนาะ